အမျိုးသမီးအေဂျင့်တယောက်ဟာသူမအစ်စ်မွေးစားထားတဲ့သမီးလေးကိုခေါ်ပြီးလူတွေလက်ထပ်ပွဲတစ်ခုကိုတွားခဲ့ပါတယ်။အိမ်အောင်ဖက်ရှာနေတဲ့ CEO ဟာသူ့ရဲ့အနာဂတ်လက်တွဲပေါ်မှာကလေးတစ်ယောက်ရှိရမယ်လို့သတ်မှတ်ထားရုံနဲ့မကပဲအော်ဒဇင်ဖြစ်နေတဲ့သူသားလေးကိုစကားပြောလာအောင်လုပ်ပေးနိုင်ရမယ်လို့ပါကန့်သက်ချက်ထုတ်ထားပါတယ်။လူတော်များများဟာဒီစီကန့်ချက်ကြောင့်ပဲစိတ်ပြက်ပြီးပြန်လှည့်သွားခဲ့ကြပါတယ်။အမျိုးသမီးအေဂျင့်ဟာသူမရဲ့မစ်ရှင်ကြာရှုံးတော့မယ်လို့စိတ်သက်ကြနေတဲ့အချိန်မှာပဲသူမရဲ့မွေးစားသမီးလေးဟာကောင်လေးစီကိုတန်တန်မတ်မတ်လျှောက်သွားခဲ့ပါတယ်။အကြောင်းရင်းကတော့အဲ့ဒီသမီးလေးမှာသူ့တစ်ပါးစိတ်ကိုဖတ်နိုင်တဲ့စွမ်းအားရှိနေလို့ပါကောင်လေးဟာအော်ဒဇင်ကြောင့်စကားမပြောတာမဟုတ်ပဲသူ့ရဲ့ရိတ်ကအယံ့ညင်လွန်းတာကြောင့်ညံရည်နေတဲ့သူတွေကိုစကားမပြောချင်လို့ဆိုတာသူမသိသွားခဲ့ပါတယ်။ကောင်လေးဟာညံစမ်းကွင်းတစ်ခုကိုတယောက်တည်းကစားနေတာဖြစ်ပြီးမိန်းကလေးကအဲ့ဒီညံစမ်းကိုလူလိုက်ကကောင်လေးရဲ့စိတ်ကိုဖတ်ပြီးချက်ချင်းဖြေရှင်းပြလိုက်ပါတယ်။အဲ့ဒီတော့မှကောင်လေးကသူမကိုတတိထားမိသွားပြီးသူမကိုချစ်စရာကောင်းတယ်လို့ထင်သွားပါတယ်။သူကမိန်းကလေးရဲ့ပဖောင်းဖောင်းလေးကိုဆွဲချင်နေတာကိုသိတာနဲ့မိန်းကလေးကသူ့မပါကိုအလိုက်တင်တိုးပေးလိုက်ပါတယ်။ဒါပေမဲ့ကောင်လေးကတော့အဆုံးထိစကားတစ်ခုမှမပြောခဲ့ပါဘူး။ CEO ကသူတို့သားအမိကိုပြန်ခိုင်းတော့မဲ့အချိန်မှာပဲကောင်လေးကအမျိုးသမီးအေဂျင့်ကိုလှမ်းဖက်ပြီးမေမေလို့ခေါ်လိုက်ပါတယ်။ဒါကိုကြည့်ပြီး CEO ကအရန်အံ့ဩသွားကသူ့သားရဲ့ယောဂကိုကုပေးနိုင်ရင်သူမကိုလက်ထပ်ပါမယ်လို့ကတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ CEO ရဲ့ဦးလေးဖြစ်သူကဖုန်းဆက်လာပြီးတခြားတစ်ယောက်နဲ့မိတ်ဆက်ပေးခြင်းတယ်လို့ပြောပါတယ် CEO မှာလူရှိနေပြီလို့သိပေမဲ့လည်းအဲ့ဒီလူကိုခေါ်လာခဲ့ဖို့အတင်းအကျပ်ပြောပါတယ်တကယ်တော့အမျိုးသမီးအေဂျင့်ရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်က CEO ရဲ့ဦးလေးဟာရှေးဟောင်းပစ္စည်းတွေကိုမှောင်ခိုရောင်းဝယ်နေတာဖြစ်ကြောင်းစုံစမ်းဖို့ပါအမေဖြစ်သူရဲ့စိတ်ထဲကအတွေးတွေကိုသမီးဖြစ်သူကကြားနေရတဲ့အတွက်အခြေအနေကပိုပြီးစိတ်လှုပ်ရှားစရာဖြစ်လာပါတယ်ဦးလေးဖြစ်သူရဲ့အိမ်ကိုရောက်တဲ့အခါအမျိုးသမီးတစုကသူမကိုကလေးတစ်ဖက်နဲ့လင်မယားကွဲဆိုပြီးလောင်ပြောင်ကြပါတယ်အေဂျင့်မလေးဟာမစ်ရှင်အတွက်ကြောင့်ဒေါသကိုအောက်ထားရပေမဲ့ CEO ရဲ့သားလေးကတော့သူမဘက်ကနေမခံမရနိုင်ဖြစ်ပေးခဲ့ပါတယ် CEO ရဲ့အတော်ဖြစ်သူကအကောင်လေးကိုဆုံးမဖို့လုပ်တဲ့အခါအေဂျင့်မလေးကကောင်လေးကိုသူမနောက်မှာကာကွယ်ပေးလိုက်ပါတယ်ဒီမြင်ကွင်းကို CEO နဲ့သူ့ရဲ့အဖိုးဖြစ်သူတို့မြင်သွားပြီးသူမဟာမိခင်ရင်းလိုကောင်းမွန်တဲ့မိထွေးတစ်ယောက်ဖြစ်လာမယ်လို့ယုံကြည်သွားကြပါတယ်အဖိုးဖြစ်သူကသဘောကျလုံးလို့မျိုးရိုးစင်ဆက်လက်ဆောင်တစ်ခုတောင်ပေးခဲ့ပါတယ်စုံစမ်းစစ်ဆေးဖို့အချိန်ရှာနေတဲ့အမေဖြစ်သူရဲ့စိတ်ကူးကိုသမီးလေးကသိတာကြောင့်ဖိုင်းနာတယ်လို့အကြောင်းပြပြီးအိမ်သာလိုက်ဖို့ခိုင်းကအချိန်ဆွဲပေးပါတယ်အဲ့ဒီအချိန်မှာအေဂျင့်မလေးဟာမျက်နှာဖုံးဆုပ်ပြီးဦးလေးဖြစ်သူရဲ့လှုပ်ဝက်ခန်းစီကိုတွားခဲ့ပါတယ်စကားဝက်ကိုသူမဘလို့မှဖွင့်လို့မရဖြစ်နေချိန်မှာနောက်ကလိုက်လာတဲ့ CEO ရဲ့သားလေးကသူမကိုအဝေးကနေကူညီပြီးစကားဝက်ကိုဖွင့်ပေးလိုက်ပါတယ်သူမကတော့သူမရဲ့အရေးချင်းတွေတိုးတက်လာပြီလို့ထင်နေတာပါဒါပေမဲ့ခန်းထဲကိုရောက်သွားတဲ့အခါမှာတော့တခြားအာကျူကျော်ဝင်ရောက်လာသူတွေနဲ့ထိတ်တိုက်တွေ့ဆုံပါတော့တယ်